ဒီနေ့ channel ကနေပြီးတော့ပုံလုံးသီးနှလုံးခူးလာခဲ့တယ်နော်အိမ်ရောက်တော့သူ့အခွန်လေးတွေချစ်ပြနော်ခွန်လေးချစ်ထုတ်ပြောင်းချစ်လိုက်ခွန်လေးပြောင်းချစ်ချစ်ပြီးပါရင်ရေကိုပြောင်းဆေးလိုက်ပါနော်ဒီပြောင်းဆေးလိုက်ပါအခွန်ပြောလို့ပြောင်းသွားပြီပြီးရင်ပိုင်းပြီးတော့လဲတစ်ချမ်းချမ်းအစီတွေထုတ်ပြီးတော့စီတွေအကုန်လုံးထုတ်လိုက်ထုတ်ပြီးလို့ရှိရင်ပါလေးလီရမယ်နော်ပါလေးကနုံတို့လေးပါလေးလီအဲ့ဒါမှတုတ်တဲ့ခါကျရင်နုလေးနဲ့စားလို့ကောင်းလို့နော်အဲ့လိုပါလေးလီလှီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်စားထည့်ရမယ်နော်စားထည့်ပြီးနေအဲ့စားထည့်ပြီးနေပြီစားထည့်တော်တော်လေးနေလိုက်အနံ့ပျောက်အောင်နော်မပြီးရင်ရေတဲ့ဆေးရေနဲ့ကတော့အနည်းဆုံး4ခါလောက်ဆေးပလိုက်နော်စားတစ်ခါပဲထည့်နေပြီးတော့ရေနဲ့ဆေးထုတ်လိုက်အနံ့ပျောက်အောင်ပြီးရင်ရေစစ်လိုက်ပြီးရေညှစ်ထုတ်လိုက်တာပိုကောင်းနော်အားလုံးပြီးလို့ရှိရင်4ခါနောက်ဆုံးဆေးပြီးရတဲ့ခါကျရင်ရေကိုညှစ်ထုတ်လိုက်ပြီးရင်ကြက်သွန်ထည့်နော်ကြက်သွန်လှီးပြီးသားကြက်သွန်ထည့်ပြီးရောင်လေးလောင်လို့ခရမ်းကျင်သည်နော်ခရမ်းကျင်သည်လှီးပြီးတော့တစ်လုံးလောက်ဆိုရပါတယ်ခရမ်းတစ်လုံးလှီးပြီးထည့်လိုက်ငြူသည်ကတော့ကိုဆက်စားနေထိုင်ကျွန်တော်တော့တိတ်ဆက်အများကြီးစားကျင်တော့2000ပဲနော်2000ပဲလှီးပြီးလှီးထည့်လိုက်တယ်နော်2000ပဲတော်ရင်2000ဆိုပြီးရင်စီချက်ထည့်မယ်ပစံညောင်းမထည့်မယ်မြေပဲထောင်းထားနော်မြေပဲမှုံအောင်ထောင်းလိုက်တာအဲ့ဒါထည့်မယ်ပြီးရင်ငပြိုင်ပြီးရင်တံမြာသည်ညှစ်ထည့်မယ်
အားလုံးစုံဆိုတော့နေလိုက်တော့နော်ဒါလေးဖွားဖွားလေးနေဒါကြီးညှစ်ပြီးမနေနဲ့ပြဲထော်အောင်ဆိုဖွားဖွားလေးနေလိုက်အဲ့မှာစားခြင်းစရာလေးဖြစ်သွားပြီနော်အစိမ့်တော့ဘာနဲ့မှမနှံတော့နော်ဘာနဲ့မှမနှံစားလို့ရရင်ကောင်းပါပြီမွေးပြီးရတာလေးကချူချူလေးသူကတီးရလက်လက်ဆက်ဆက်ဆိုတော့နော်ဟိုဒီစိမ့်တော့တယ်လားကျွန်တော်တစ်ခါမှမစားဘူးဟုတ်လားမိတ်ဆွေတယောက်ပြောလို့ဒါလှုပ်စားကြည့်တာအရင်ကောင်းပါတယ်နော်ဟုတ်လားဒါလေးမျှဝေတာပါတုတ်စားကြပါလို့ကဲရပါပြီ share ပါမယ်